ဘုရားမြတ်စွာရဲ့အဓိကဟောကြားဆုံးမတဲ့တရားတော်များကိုလိုက်နာကျင့်သုံးခြင်းဟာစိတ်ပူပန်မှုတွေပျောက်ကင်းအောင်ကျင့်ဆောင်ခြင်းပဲဖြစ်တယ်ပေါ့စိတ်ပူပန်မှုတွေကြောင့်မို့လို့လောကလူသားတွေဟာချမ်းသာဒုက္ခကိုမရနိုင်ပဲရှိနေကြမြည်သည့်လူမျိုးမြည်သည့်နိုင်ငံသားမြည်သည့်ဘာသာဝင်ပဲဖြစ်ဖြစ်စိတ်ပူပန်မှုတွေနဲ့လွှမ်းမိုးနေကြပျော်ရွှင်နေချမ်းမြေ့တယ်ဆိုတာတခါတရံတော့သာရကြပြီအလုံးဟာစိတ်ပူပန်မှုတွေရှိနေကြတယ်အဲ့ဒီစိတ်ပူပန်မှုတွေ stress လို့ခေါ်တယ်ခုခေတ်မှာဒီစကားလုံးကိုတော်တော်အသုံးပြုပြီးတော့ပြောကြစိတ်ဖိစီးမှုတွေစိတ်ပူပန်မှုတွေလူတိုင်းမလူတိုင်းမှာရှိကြဘုရားမြတ်စွာဟောကြားတဲ့စကားတော်နဲ့ပြောမယ်ဆိုလို့ရှိရင်တောကပေါ့လူတွေမှာလူတိုင်းချမ်းသာတဲ့လူရောဆင်းရဲတဲ့လူပါကြီးသူရောငယ်သူပါလူမျိုးမရွေးဘာသာမရွေးတောကဆိုတဲ့တရားနဲ့ကင်းနိုင်တဲ့ပုဂ္ဂိုလ်မရှိကြတနေ့မဟုတ်တစ်ချိန်မဟုတ်တောကဆိုတာရောက်လာကြတတ်ထိုတောကဟာစိတ်ရဲ့ပူပန်မှုတရားတစ်ခုပဲဖြစ်တယ်ပေါ့တောကနဲ့အတူတကွရှင်တွဲလာတတ်တဲ့တရားကတော့ဒေါသလို့ဆိုတာဒေါသနဲ့တောကဟာရှင်တွဲလာတတ်တာဖြစ်သောကြောင့်လူတွေရဲ့စိတ်နှလုံးငြိမ်းချမ်းမှုဟာတောကဒေါသဝင်လာပြီဆိုလို့ရှိရင်ဆုံးရှုံးနေတာသွားတယ်ဒါကြောင့်မို့ဘုရားမြတ်စွာရဲ့တရားဓမ္မတွေအဓိကကျင့်သုံးနေထိုင်ကြခြင်းဟာစိတ်ပူပန်မှုကင်းအောင်ကျင့်ဆောင်ခြင်းပဲဖြစ်တယ်လို့ဆိုရင်မမှားဘူးတရှိထင်ရှားဖြစ်နေတဲ့အချိန်ကာလမှာစိတ်ချမ်းသာမှုနဲ့စိတ်နှလုံးအေးချမ်းစွာနေနိုင်ဖို့ကအမှန်မှအရေးကြီးတယ်တောကဟာဘယ်ကြမှာရပ်သွားတယ်လဲလို့ဆိုလို့ရှိရင်အနည်းဆုံးအနာဂတ်အဆင့်ရောက်သွားပြီဆိုရင်တော့တောကရပ်တယ်ယဟနာဖြစ်သွားပြီဆိုတဲ့အချိန်မှာတော့စိတ်ပူပန်မှုဆိုတာဘယ်တော့မှမလာတော့ဘူးစိတ်နှလုံးအေးချမ်းတယ်ဒါကြောင့်မို့နောက်ပိတ်ဆုံးအနေနဲ့ပြောမယ်ဆိုရင်ဟရယတတန္တိစိတ်နှလုံးရဲ့အေးချမ်းမှုဆိုတာဟာအရတ္တဖို့ပဲဆိုတာဖြစ်ပါအရတ္တဖို့ဆိုတဲ့အရှင်းမြင့်တဲ့တရားတစ်ခုမျက်မှောက်ပြုမိပြီဆိုလို့ရှိရင်တော့စိတ်နှလုံးပူပန်မှုပါဘယ်တော့မှမလာတော့ဘူးသာဝရအေးချမ်းပြီးတော့စိတ်နှလုံးဟာငြိမ်းချမ်းတဲ့အနေအထားမျိုးကိုရရှိတယ်လို့လက်တွေ့ဘဝမှာပင်စိတ်နှလုံးငြိမ်းချမ်းအောင်ဘုန်းကြီးတို့တွေကျင့်ဆောင်လို့ရအဲ့လိုကျင့်ဆောင်မှုရအတွက်မြတ်စွာဘုရားကထို့သုတ်တန်တွေမှာနီလံပေးပြီးတော့ဟောထားမမှန်ကန်ကန်ရှုမြင်သုံးသပ်တတ်ဖို့အမှန်တမ်းမှအရေးကြီးတယ်မမှန်ကန်ကန်ရှုမြင်မှုဟာစိတ်နှလုံးအေးချမ်းမှုရဲ့အစပထမပဲဖြစ်စိတ်နှလုံးအေးချမ်းမှုအတွက်ကျင့်ဆောင်တာမမှန်ကန်ကန်ဆင်ခြင်သုံးသပ်မှုပဲအဖြစ်ဒါဖြင့်စိတ်နှလုံးအေးချမ်းအောင်စိတ်တည်ပူပန်မှုမဖြစ်ရအောင်ဘာကိုဖယ်ရှားရမလဲလို့ဆိုလို့ရှိရင်တွေ့တာမှုဖယ်ရှားတွေ့တာမှုတွေရှိနေသမျှကာလပတ်လုံးစိတ်နှလုံးအေးချမ်းမှုဘယ်သူမှမရနိုင်တွေ့တာမှုသည်စိတ်နှလုံးပူပန်မှုကိုဖြစ်ပေါ်စေတယ်လို့ရသော်ဗျာကိုယ်တိုင်ကလည်းဟောထားတာရှိတယ်လေတဏှာယသာယတိတောကောတဏှာယသာယတိတောကောတောကဆိုတာတဏှာကြောင့်ဖြစ်လာတာတွေ့တာမှုဆိုတဲ့တဏှာရှိနေတဲ့ပုဂ္ဂိုလ်တိုင်းဟာတောကဘယ်လိုမှရှောင်လွှဲလို့မရနိုင်ဘူးတောကကိုရှောင်လွှဲခြင်းလို့ရှိရင်တဏှာကိုလျှော့ချကြရမှာဖြစ်တယ်လူတိုင်းဟာစိတ်နှလုံးအေးချမ်းပြီးတော့တောကကင်းဝေးစွာနေထိုင်ကြတယ်သို့တော့တကယ်ပဲတောကကင်းဝေးပြီးတော့နေနိုင်ကြသလားဆိုမနေနိုင်ကြဘူးဘာဖြစ်လို့မနေနိုင်တာတော့လို့ဆိုတော့အဓိကအကြောင်းဖြစ်တဲ့
တွေ့တာမှုကိုမဖယ်နိုင်လို့ပဲတွေ့တာမှုကိုမဖယ်နိုင်သေးတဲ့ဗျတောကဆိုတာဘယ်တော့မှလျှော့ချနိုင်ကြမှာမဟုတ်ဘူးတဲ့ဒီသဘောကိုဘုန်းကြီးတို့တွေမှတ်သားနိုင်ကြမြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေဟာအင်တမလက်တွေ့ကြအင်တမလည်းပဲတိကျမှန်ကန်တယ်မှန်မှန်ကန်ကန်ဟောထားသည့်အတွက်ကြောင့်မြတ်စွာဘုရားတရားတော်မှာလွဲမှားမှုဆိုတာမရှိအင်တမစိတ်ချမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကသက္ခာတောဓမ္မောဓမ္မကိုမှန်မှန်ကန်ကန်ဟောထားတာဖြစ်တယ်ဆိုတာဓမ္မရဲ့ခုံကြီးထဲမှာအတိလင်းထုတ်ဖော်ပြထားတာဒါကဂရန်တီပေးတဲ့သဘောပဲမြတ်စွာဘုရားရဲ့တရားဟာမှားယွင်းမှုလုံးဝမရှိဘူးမှားယွင်းမှုမရှိုံနဲ့မကဘူးမပြည့်စုံတာလည်းမရှိဘူးပိုလွန်သွားတာလည်းမရှိဘူးစဉ်းစားကြည့်လေမြတ်စွာဘုရားဒီတရားတွေကိုဘယ်တော့မှဟောခဲ့တာတော့ဆိုလွန်ခဲ့တဲ့နှစ်ပေါင်း2600ကဟောခဲ့တယ်ဒါမှမဟုတ်ဒီနေ့တရားဓမ္မပေါ်လာတဲ့နှစ်ဟာဒီဒွေစကြာတရားဟောတဲ့နှစ်လို့လည်းပြောလို့ရတယ်ဓမ္မပေါ်လာတဲ့နှစ်မြတ်စွာဘုရားအဆုံးအမတွေစတင်ပေါ်လာတဲ့နှစ်အရေးအတွက်ဒီကနေ့ဆိုလို့ရှိရင်နှစ်ပေါင်း2600လို့ဒီလိုပြောတာနော်နှစ်ပေါင်း2600ရှိသွားပြီအဲ့ဒါလို့နှစ်ပေါင်း2600ကဟောခဲ့တဲ့တရားတွေဟာဒီကနေ့ကြည့်မယ်ဆိုလို့ရှိရင် out of date ဖြစ်သွားတာတခုမှမရှိဘူးနော်ဒီတခြားအရာတွေဆိုလို့ရှိရင်ခင်မမီတော့လို့တော့မဟုတ်ဒီအသုံးမကျတော့လို့ဖြစ်လျက်ရတာတွေအများကြီးရှိတယ်မြတ်စွာဘုရားတရားတော်မှာဒီကနေ့ထိအောင်တစ်လွင်ပြီးတော့မှန်ကန်နေတော့မရှိဒါဘာဖြစ်လို့လဲလို့ဆိုလုံးဝမှန်ကန်လို့ပဲပေါ့လူသားတွေရှိနေသမျှကာလပတ်လုံးမြတ်စွာဘုရားတရားတော်ဟာမှန်ကန်နေအောင်ပါပဲတရားဝါတွေရှိနေသမျှကာလပတ်လုံးမြတ်စွာဘုရားတရားတော်ဟာမှန်ကန်နေမှာဘယ်တော့မှမှားသွားတယ်မရှိဘူးစဉ်းစားကြည့်နေမြတ်စွာဘုရားကသစ္စာ၄ပါးကိုဟောခဲ့တယ်အေးခေတ်ပြောင်းလာသည့်အတွက်ကြောင့်ရှင်ဘုရားဟောခဲ့တဲ့သစ္စာ၄ပါးဟာနော်တပါးလျှော့လို့ရနေပြီခုခေတ်မှာဘယ်ဟာကခေတ်မမီတော့ဘူးလို့ဆိုသစ္စာ၄ပါးဟာတပါးပိုးနေတယ်ဆိုပြီးတော့တပါးကိုလျှော့လို့လည်းမရနောက်ထပ်ပြီးတော့သစ္စာ၅ပါးပါလို့ထပ်တိုးခြင်းလို့လည်းမရသူဟာလည်းသူမှန်မှန်ကန်ကန်တိတိကျကျအရှိတိုင်းပဲပြည့်လုံးဝပြည့်စုံဒီကုန်းလေးကိုကေဝလပရိပုံဏလုံးဝပြည့်စုံမြတ်စွာဘုရားတရားပရိသုဒ္ဓတကယ်ကိုတန့်ဆက်အမှားယွင်းခင်းနဲ့ဖယ်ရှားပြည့်စုံမရှိဘူးနိဗ္ဗာန်ရောက်ကြောင်းအကျင့်ပြိပ္ပံကိုဟောတဲ့အခါမှာလည်းမဂ္ဂင်၈ပါးဒီမဂ္ဂင်၈ပါးဟာမိမိတို့တဏ္ဍာမှာတကယ်ဖြစ်အောင်ကြိုးစားထားပြီဆိုလို့ရှိရင်နိဗ္ဗာန်လမ်းကိုရောက်ဖို့ရတေချာဘယ်ရာဖြစ်မဂ္ဂင်၈ပါးနဲ့မလုံလောက်ဘူးနောက်ထပ်တစ်ခုထပ်တိုးဖို့လိုအပ်တယ်ဆိုတာမရှိဘူး၉ပါးလို့သတ်မှတ်เสียလည်းမရှိဘူး9ပါးလို့လျှော့ချเสียလည်းမရှိဘူးလို့ဒီလိုဆိုလိုတာပေါ့အဲ့တော့မြတ်စွာဘုရားတရားတော်ဟာဘယ်ခေတ်ဘယ်အခါမှာပဲဖြစ်ဖြစ်ပယ်ဖြစ်เสียဆိုတာမရှိတယ်လို့ဖြစ်ဆွဲเสียဆိုတာလည်းမရှိဘူးတဲ့ဒါဘာဖြစ်လို့လဲလို့ဆိုလုံးဝမှန်ကန်နေလို့ပါခါတခုံဆိုတာအဲ့ဒါကိုပြောတကယ်ကိုတိကျမှန်တယ်အေးတချို့တရားကမှန်တော့မှန်တယ်သို့တော့မှန်ပေမဲ့လို့ကျင့်သုံးလိုက်နာတဲ့ပုဂ္ဂိုလ်တွေကလက်တွေ့သိနိုင်တာမဟုတ်ဘူးဆိုလို့ရှိရင်လည်းအသုံးမဝင်ဘူးဟုတ်တော့ဟုတ်ပါရဲ့နော်မှန်မှန်ကန်ကန်ဟောတာတော့ဟုတ်ပါရဲ့ဒါပေမဲ့လက်တွေ့မပြနိုင်ဘူးဆိုလို့ရှိရင်လည်းအသုံးမဝင်ဘူးရသော်ဘုရားတရားတော်ကလက်တွေ့ပြနိုင်တယ်တဲ့တန်ဋိဋ္ဌိကောကိုယ်တိုင်မြင်နိုင်တယ်ကိုယ်တိုင်သိရှိနိုင်တယ်အခုပြောတဲ့စိတ်ပူပန်မှုကိုလျှော့ချခြင်းစိတ်ပူပန်မှုကိုမဖြစ်ရအောင်ကျင့်ဆောင်ခြင်းစိတ်ပူပန်မှုပျောက်ကင်းအောင်ကျင့်ဆောင်တကယ်ကျင့်ရင်တကယ်စိတ်ပူပန်မှုတွေပျောက်သွား
Eri Piao Dwara Hakoga, Daledri Koran Dinai. Go say Puban Nere Akam. Yes, of Ya Hore, Nisan it die. Lina Chendome solution, say Puban Moody, Piao. Tao Soluda, no? Tanetico. Go die, Dinai, Mienai, T.E. change it. Daka, Koran Dinai, Mienai, look, Yore Kama. Palau Cha or Salama. The two cases are Cha or Soya. Could I not deny Mare? Penany Soya made. No poverty or Soya made. Kilohamuri she did. Yes, I will ask the arrow Jaro. Erelu, Meshibu. Could I dibu? A kujosa, a kuti nine upset dojo. Aka Liko, sounds Haibu, Chamalo. A kujosa, a ku Nalon, a kuti nine upset. That's how Aka Liko looked at. Pero, Buddha Nyasa ye, the Yaramari ye, Koiriha, Ti Atain Dwara, Kono. Ti, the Yagono Chopalu, Ludiga Tini Jare Aji. Yasavia ye, the Yaye, teacher, Manka Mugu, Hobjak. Akali go, a Chingala, Saizia, Manuvene, Letri, Chechen Tinaine, Yalu, Sura. Kuya Messi, Dingahari, Yea Wong, Peko, Piopiabo, Chinai, the Chutiaga, Mangamu, Machidi, Kukura, Letri Majanabu, Letri Piaele, a Chingala, the Kujama, Diama, Sure, and each time you young delusion, Peko, Biro, Piabo, Sura, Amadama Kete. Yes, of the arrow, Alumobu, Ehi, Patiko. Lava, Letri Luchiva. Tilu Pioso Peko Biro, Gata Nine, the Amu, Gata Taide, the Amu City. Akuchi, Aku Joya, Sedoja, Opa Neiko, Lurai, Nalona Rema, Yao, Chenson Denden. Nazoma, yes of the Aye, the Aroria, a chicken, the Aga Sabiro, a simian, the Ari sheep. A simian diary out there, Kajaro. The gay Pinyane, a big Pinyale, Min Marble Lurebo. The Yaga, a simian, Pinyaga, a same name solution, Adina. Kajawolo, Pisatan, we did Jago, when you hear. When you look for it, the gay Pinyashi Pukurima, Mimi Kuda, Ora Yasa yet the Adama, Tishinala. Hello. He changed the Chile solution. They are a former. How you do it? Loud Yonchi, Argo died Sura, Madame Shan. He chatting a piece of Nidama, Argo Zea, Argo Yonchi move Machibusui, Pehago Argo Mate. Coming, sick Puban Moody, sick PC Moody Sura. Lurai Luraima, Makena in Achadoja. That is sick Puban Moody, Machia lay out. Hello, Aku Nanganaga, T. Checo, Nyai Seven Zani. And Nyai Seven Zalo, Padayat the Kudama, T. Trembiro, Huraya the Arrow, Nogani Light Biro, Padayat the Kuni, Tegato Matinjare, Padayat the Kuni, Tinja Lina down sheet. Through Padayago, a two gong name beta Kajaro. MBSR look name beta. MBSR Sura, mindfulness-based stress reduction. M Sura, mindfulness. B Sura, based. S Sura, stress. R Sura, reduction. Mindfulness-based stress reduction. Sura, Abhyora Rosa. Tatigo, a chick can be sick PC move, sick woman moving, short charge and telephone. Eraha, the different ginseng for total chicken. The ginseng, Peala Lelison, Buddha, Titanaro, Degana. Error, Mangaya chat, Dinova, Buddha, Mahote, Pogurita. Buddha Yasa yet, the Yadaman, Patabino. They can Chintola, Moody, Tigni sheep. Era de Gole. Pura Yoji go with it, Pura Winniha. Aludana lay low your neck,
တီလာလေးဆောက်တည်ုံနဲ့ဒီလိုကျင့်တတ်ပြီးတော့မနေကြပဲနဲ့အလှူဒါနလည်းလုပ်ရမယ်တီလာလည်းဆောက်တည်ရမယ်အခုပြောတဲ့စိတ်ပူပန်မှုတွေကိုလျှော့ချတဲ့လက်တွေ့ကျင့်သုံးကျင့်ဆောင်မှုတွေကိုလည်းလုပ်ဖို့လိုအပ်တယ်အဲ့ဒါမှရသော်ဘုရားရဲ့အဆုံးအမဩဝါဒဟာပြည့်ပြည့်စုံစုံဖြစ်တယ်ပေါ့အေးဒါကြောင့်မို့ဒီစိတ်ပူပန်မှုကိုလျှော့ချအောင်ကျင့်မယ်ဆိုလို့ရှိရင်ဘယ်လိုအသိစကျင့်ရသော်ဘုရားဟောထားတဲ့တုတ်တန်တစ်ခုကိုခြေခံပြီးတော့ဘုန်းကြီးတို့တွေဒီနေ့ရှင်းပြီးတော့ပြောဘယ်လိုငမ်းမဲ့လို့အရေးကြီးဆုံးမြတ်စွာဘုရားကမဂ္ဂင်၈ပါးဆိုတာလမ်းခင်းပြထားတာရှိနော်လမ်းခင်းပြထားတယ်အားလုံးသိကြတဲ့အတိုင်းမဂ္ဂင်၈ပါးဆိုတာဟာတစ်ခုနဲ့တစ်ခုအင်တန်မှဆက်သွယ်ပြီးတော့ဟောကြားထားတဲ့တရားတစ်ခုမဂ္ဂင်၈ပါးကိုအရင်သဘောပေါက်အောင်ပြောရမယ်ဆိုမက္ခဆိုတဲ့ရဲ့အဓိပ္ပာယ်ကစပြီးပြောမက္ခကိုဒီကနေ့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ path လို့ပြန် path ဆိုတာလမ်းမယ်ဝေးလို့ပြန်လို့ရှိရင်နီးလမ်းမယ်အဲ့တော့လမ်းဆိုတာဘယ်အတွက်လမ်းလဲလို့ဆိုရင်ခုနကစိတ်ပူပန်မှုတွေကိုလျှော့ချတဲ့လမ်းပဲစိတ်ပူပန်မှုတွေကိုမဖြစ်အောင်ကျင့်ဆောင်ရမယ်လမ်းပဲအဲ့တော့မက္ခဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကလမ်းလို့ path လို့ဘာသာပြန်မိမဲ့လို့ဒီစကားလုံးရဲ့အဓိပ္ပာယ်အစစ်အမှန်ကိုပေါ်ထုတ်တဲ့အရာကိုလည်းပဲသိထားဖို့လိုတယ်အဲ့တော့မက္ခဆိုတဲ့ဒီစကားလုံးဟာမြန်မာလိုကြတော့မဲ့လို့ပဲဘာသာပြန်ထားတာဆိုတော့အဓိပ္ပာယ်မသိချင်မက္ခကိုမက်ခင်ငါကိုမက်ခင်ဒီလိုပဲသုံးနေတာဆိုတော့ဒီစကားလုံးရဲ့အဓိပ္ပာယ်ရှင်းရှင်းလင်းလင်းမသိနိုင်အဲ့တော့မက္ခဆိုတာဘာရဲ့နာမည်လဲလို့ဆိုလို့ရှိရင်ရှစ်ခုကိုပေါင်းထားတဲ့အမည်တစ်ခုဖြစ်တယ်ခုခေတ်စကားနဲ့ပြောမယ်ဆိုရင် 8and 1ပေါ့နော်ရှစ်ခုကိုတစ်ခုတည်းလှုပ်ထားတယ်ရှစ်ခုရဲ့အပေါင်းကိုမက္ခလို့ခေါ်တယ်ဆိုတော့မက္ခဆိုတာတစ်ခုစီကိုမခေါ်ဘူးရှစ်ခုပေါင်းထားမှခေါ်တယ်ဆိုပါစို့ဥပမာမဲ့တစ်ပင်ဆိုတာတစ်ပင်ဆိုတဲ့အမည်ဟာအလုံးကိုခြုံခေါ်တဲ့အမည်ဖြစ်တယ်တစ်ခုစီခွဲလိုက်မယ်ဆိုလို့ရှိရင်တစ်ပင်မှာဘာရှိတယ်ဆိုအမြင့်ရှိတယ်ပင်စီရှိတယ်အကိုင်းရှိတယ်အခက်ရှိအရွက်ရှိအပွင့်ရှိတယ်အသီးရှိဟောအဲ့ဒါတွေအကုန်ပေါင်းလိုက်တဲ့အခါမှာတစ်ပင်ဆိုဖြစ်တာလေတစ်ခုတည်းကိုတစ်ပင်မခေါ်ဘူးအမြင့်ကိုမေးရင်ဒါကအမြင့်ပဲတစ်ပင်မဟုတ်ဘူးပင်စီကိုပြောပြန်တော့ဒါကပင်စီပဲတစ်ပင်မဟုတ်ဘူးအကိုင်းကိုထောက်ပြရင်လည်းဒါကအကိုင်းပဲတစ်ပင်မဟုတ်ဘူးအရွက်တို့အပွင့်တို့အသီးတို့ဆိုလဲသူ့နာမည်နဲ့သူရှိသို့တော့အဲ့ဒီရှစ်ခုပေါင်းလိုက်တဲ့အခါကျတော့မက္ခဒီတစ်ပင်လို့ခေါ်တယ်လောကလူတွေသုံးနေတဲ့အရာတွေဟာဒီတိုင်းကြီးပဲကားလို့ခေါ်တာရောကားလို့ခေါ်တာလဲပေါင်းထားတာတွေခေါ်တာပဲဘယ်ဟာကားတုံးလို့တစ်ခုစီပြောရမယ်ဆိုရင်ကားမရှိတော့နော်ပေါင်းထားလို့ရှိရင်ကားပဲကားဘော်ဒီရဲ့ဘိန်းရဲ့အင်ဂျင်ရဲ့အကုန်လုံးပေါင်းထားတဲ့အခါမှာကားလို့ခေါ်တာလေတစ်ခုစီကြတော့ကားလို့မခေါ်ပြန်အဲ့ဒါလိုပဲမဂ္ဂင်၈ပါးဆိုတဲ့မက္ခဆိုတဲ့အရာဟာရှစ်ခုကိုပေါင်းပြီးတော့ခေါ်ထားတဲ့အရာလို့ဒီလိုပြောတာကိုယ်တဏ္ဍာမှာဖြစ်တဲ့ဒီစိတ်ထဲမှာရှိနိုင်တဲ့စွမ်းအားတတ္တိရှိတဲ့ဒီရှစ်ခုသဘာဝတရားရှစ်ခုကိုမက္ခလို့ခေါ်တယ်ဒါဖြင့်ဘာဖြစ်လို့မက္ခလို့ခေါ်တယ်လဲဆိုတာကိုစဉ်းစားကြည့်အောင်မက္ခလို့ခေါ်ရင်ရဲ့အဓိပ္ပာယ်ကဘာတော့နိဗ္ဗာန်နတ္ထိကေဟိမက္ခိယတိတိမက္ခောတဲ့နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေရှာရမယ့်အရာလောကလူတွေဆူတောင်းနေကြတယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပါလို့ဣဒံမေပုံညာနိဗ္ဗာန်တ္တပစ္စယောဟောတုလို့ဆိုပြီးတော့နိဗ္ဗာန်ကိုဆူတောင်းတယ်အဲ့ဒီလိုနိဗ္ဗာန်ကိုလိုချင်ပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာဘာတွေဖြစ်အောင်လုပ်ရမလဲဆိုဟောဒီမဂ္ဂင်၈ပါးဖြစ်အောင်ဒါကိုပြောတာနော်နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေရှာရမယ့်တရားတွေတဲ့ဟောမဂ္ဂင်၈ပါးဟာဒီ
မက္ခလို့မဂ္ဂင်7ပါးကိုမက္ခလို့ခေါ်တာဟာနိဗ္ဗာန်လိုချင်သူတွေရှာရမယ့်အရာဖြစ်သောကြောင့်မက္ခလို့ခေါ်တယ်ဒီလိုဆိုလို့ဒါကအခြေခံကစပြောဒါဖြင့်နိဗ္ဗာန်လိုချင်လို့မဂ္ဂင်7ပါးကိုရှာပြီးပါပြီနိဗ္ဗာန်ကိုဘယ်သူကရှာပေးမလဲလို့ဆိုရင်နောက်ဝိချုတစ်ခုကြတော့နိဗ္ဗာန်မက္ခတိခဝေတတိတိမေခောဟောဒီတမ္မာဒိဋ္ဌိစတဲ့တရား8မျိုးကပဲနိဗ္ဗာန်ကိုရှာပေးမှာတဲ့ဒါကြောင့်မို့သူတို့မက္ခလို့ခေါ်တာတဲ့ဘယ်သူမှရှာပေးမှာမဟုတ်ဘူးကိုယ်တဏ္ဍာမှာဒီတရားတွေဖြည်းဖြည်းဝဝရောက်လာနိဗ္ဗာန်ကိုသူတို့ကရှာပေးမှာဒါဖြင့်ရှာတယ်ဆိုတာဘယ်ပုံရှာမှာလဲလို့မေးတဲ့အခါကျတော့ကိလေသေမာရင်တော်နိဗ္ဗာန်ခိစ္စတိတိမေခောကိလေသာတွေကိုဖယ်ရှားပြစ်ပြီးနိဗ္ဗာန်ထဲကိုပြေးဝင်သွားခြင်းအားဖြင့်နိဗ္ဗာန်ကိုရှာတယ်။သူတို့ပဲအားလုံးဆိုလိုတာကနိဗ္ဗာန်လိုချင်ဒီတရားရှိခုကိုယ်တဏ္ဍာမှာဖြစ်အောင်ကြီးထွားလာအောင်လို့ဒီလိုဆိုလိုတာပေါ့။ဒါကြောင့်မို့လို့ဒီမဂ္ဂင်7ပါးဆိုတာဘုရားဘာသာဝင်တွေအားလုံးသိတယ်။သို့တော့ဆက်ဆက်နေတာကိုသိချစဉ်းစားကြည့်။နိဗ္ဗာန်ကိုလိုချင်ပြီဆိုရင်အစဆုံးဘာလို့လဲလို့ဆိုရင်တမ္မာဒိဋ္ဌိအမှန်မြင်ဖို့လို့တမ္မကံကမြင်ရမယ်ခုနကကြည့်လေစိတ်ပူပန်မှုတွေကိုရှော့ချဖို့စိတ်ပူပန်မှုဆိုတာရှိသလားမရှိဘူးလားရှိတယ်ဆိုရင်စိတ်ပူပန်မှုကိုမြင်တာကအမှန်မြင်တာပဲသူ့တဘာဝမြင်လာပြီးတဲ့အခါမှာဘယ်လိုရှော့ချရတော့မဟုတ်ဘယ်လိုမဖြစ်အောင်ကျင့်ရမလဲဆိုကျင့်ဖို့ကျင့်နည်းကိုလည်းမြင်အဲ့တော့စိတ်ပူပန်မှုကင်းတဲ့နေရာကိုမြင်တယ်စိတ်ပူပန်မှုကိုလျှော့ချတဲ့နည်းကိုသိတယ်ဆိုတာသစ္စာနဲ့ပြောမယ်ဆိုလို့ရှိရင်និရောဓနဲ့និရောဓဂามိနိပฏิပဒါနော်និရောဓသစ္စာနဲ့និရောဓဂามိနိပฏิပဒါသစ္စာဒီတစ်ခုပြောတာပဲအဲ့တော့စိတ်ပူပန်မှုလို့ဆိုလိုက်တာနဲ့ပဲစိတ်နဲ့ပူပန်မှုနဲ့စိတ်ပူပန်မှုဆိုတာဒုက္ခလားဒုက္ခလားလို့ဆိုရင်ဒုက္ခအဲ့တော့ဒုက္ခဆိုတော့နံပါတ်1သစ္စာကိုပြောတာအဲ့ဒီနံပါတ်1သစ္စာဒုက္ခကိုပြောတော့ဒီဒုက္ခကိုဘယ်သူကနေထုတ်လုပ်လာတော့ဆိုတော့တွေ့တာမှုကထုတ်လုပ်နေတာလို့ဆိုစိတ်ပူပန်မှုတွေဆိုတဲ့ဟာဒုက္ခထိုစိတ်ပူပန်မှုတွေကိုဖြစ်စေနေတာကတွေ့တာမှုပဲအဲ့တော့စိတ်ပူပန်မှုကိုလျှော့ချခြင်းတွေ့တာမှုဖယ်ရမယ်ဒီလိုကျင့်ဆောင်မှုတွေကိုမြင်တာကိုတမ္မာဒိဋ္ဌိလို့ခေါ်တယ်ဒါတမ္မာဒိဋ္ဌိအခြေခံအားဖြင့်ဒါတမ္မာဒိဋ္ဌိအမှန်မြင်တယ်လို့ပြောအဲ့ဒီအမှန်မြင်မှုဒီကိုယ်တဏ္ဍာမှာပထမဖြစ်အောင်လုပ်အဲ့ဒီလိုအမှန်မြင်မှုအတွက်ဘာလို့อ่ะတမ္မာသင်္ကပ္ပရသော်ဗျာတစ်ခုနဲ့တစ်ခုဆက်သွယ်ထားဖို့ပြောပြအမှန်မြင်မှုအတွက်အမှန်စဉ်းစားတတ်ဖို့မစဉ်းစားလို့ရှိရင်မမြင်ဘူးဒါကြောင့်မို့မှန်မှန်ကန်ကန်စဉ်းစားမှုဆိုတဲ့တမ္မာသင်္ကပ္ပသည်မှန်မှန်ကန်ကန်မြင်ခြင်းလို့ဆိုတဲ့တမ္မာဒိဋ္ဌိရဲ့အကြောင်းဖြစ်လာဒါကြောင့်မို့တမ္မာဒိဋ္ဌိပြီးတော့တမ္မာသင်္ကပ္ပလို့ဟောတာဟုတ်ပြီမှန်မှန်ကန်ကန်စဉ်းစားတယ်ဆိုတာဖြစ်လာတဲ့အခါလူတွေကဘာလို့လဲရှိတော့ဆိုစကားပြောရင်အရင်တွေးတယ်စဉ်းစားတယ်စဉ်းစားပြီးတော့မှစကားပြောတာဖြစ်သောကြောင့်တမ္မာသင်္ကပ္ပပြီးတဲ့အခါမှာတမ္မာဝါစာမြတ်စွာဘုရားအကြောင်းမဲ့သူစင်ញင်အားဆင်တာမဟုတ်ဘူးတစ်ခုနဲ့တစ်ခုဆက်သွယ်ထားနော်နမစင်နာဟာကိုစင်ញင်တယ်လို့အမတ်တမဲ့ဆင်လိုက်တာမျိုးမဟုတ်ဘူးဒိဋ္ဌိရှိရှိဆင်ထားတယ်လို့ဆိုလို့နော်လုပ်ငန်းသဘောအရစီစဉ်ထားတာလူတွေဟာစကားပြောတော့မယ်ဆိုရင်စဉ်းစားပြီးမှပြောတာတွေးပြီးမှပြောတာဒါကြောင့်မို့တမ္မာသင်္ကပ္ပဆိုတဲ့တွေးတောဆင်ញင်မှုရဲ့နောက်မှာတမ္မာဝါစာဆိုတာထားတယ်နောက်တစ်ခါတမ္မာဝါစာပြီးတော့ဘယ်သူလာတော့ဆိုတမ္မာကမ္မန္တဘာဖြစ်လို့တမ္မာဝါစာနဲ့တမ္မာကမ္မန္တရှင်းနောက်ထားရတယ်လဲဆိုရင်အလုပ်လုပ်ပြီးဆိုရင်လူတွေကပြောတယ်ပြောပြီးမှလုပ်ကြဟောဘာလုပ်မယ်ပြောကြဟောလုပ်မယ်လို့ပြောပြီးတဲ့အခါမှာလုပ်တာဖြစ်တော့ကြောင့်တမ္မာဝါစာပြီးမှတမ္မာကမ္မန္တလို့လားအဲ့တော့အပြောနဲ့အလုပ်မှန်ကန်သွားပြီဆိုလို့ရှိရင်လူတွေရဲ့နေ့စဉ်စာဝတ်နေရေးဆိုတဲ့လီလန်းတွေဟာလည်းပဲမှန်ကန်သွားတာဖြစ်တော့ကြောင့်
သမ္မာဝါစာသမ္မာကမ္မန္တတို့ရဲ့နောက်မှာသမ္မာအာဇီဝဘဝမှာဇတ္တိနေဖို့အတွက်ဒီသုံးခုလားအဲ့တော့သမ္မာအာဇီဝဆိုတာလားသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့ဒီသုံးခုဟာကုချင်းတရားပဲနဲ့ပတ်သက်တယ်ကုချင်းတရားနဲ့သက်ဆိုင်ကောင်းပြီသမ္မာအာဇီဝလို့ဆိုတဲ့မမကန်ကအသက်မွေးမှုဖြစ်ဖို့ရာအတွက်ဘာလုပ်ဖို့လိုအပ်လဲလို့ဆိုရင်မမကန်ကြိုးစားမှုဆိုတာဝိရိယဆိုတာလိုအပ်တယ်ပြင်းနေတဲ့ပုဂ္ဂိုလ်မှာမဖြစ်ဘူးဒါကြောင့်မို့ကြိုးစားအထောက်မှုလိုအပ်သည့်အတွက်ကြောင့်သမ္မာဝါယာမကြိုးစားပြီဆိုလို့ရှိရင်တတိထားဖို့လိုအပ်လို့သမ္မာတတိတတိထားလာပြီဆိုတဲ့အချိန်မှာစိတ်ကလေးတည်ငြိမ်အောင်ပါလုပ်ဖို့လိုတယ်ဆိုတော့သမ္မာသမာဓိအဲ့ဒီသမ္မာသမာဓိရှိပြီဆိုမှသမ္မာဒိဋ္ဌိတဲ့အမှတ်မြင်နေဆိုတာလာပြန်တာဒီရှိခုနဲ့လုံလောက်သွားဗုဒ္ဓဘာသာရဲ့ကျင့်စဉ်တစ်ခုဒီရှိခုနဲ့လုံလောက်ဘယ်တရားပဲဟောမြတ်စွာဘုရားဟာမစ္စည်းမပฏิပဒါလို့ခေါ်တဲ့ဒီမဂ္ဂင်၈ပါးဒီစွမ်းရည်တတ္တိပြည့်ဝတယ်လူတွေရဲ့စိတ်ထဲမှာဖြစ်တဲ့ဒီတဘာဝတရား၈ခုကိုပဲဟောတကယ်တဲ့နှစ်ပေါင်း2600ကတပည့်ဆက်ကြာဟောတဲ့ညတပည့်ဆက်ကြာတရားဟောတဲ့အခါမှာလည်းဒါပထမဆုံးထုတ်ဟောတယ်နော်မစ္စည်းမပฏิပဒါဒီမစ္စည်းမပฏิပဒါဆိုတဲ့မဂ္ဂင်၈ပါးစက္ခုကရဏီညာနာကရဏီအမြင်ကိုဖြစ်ပေါ်စေနိုင်အတိညာဏ်ကိုဖြစ်ပေါ်စေဒါဘယ်လောက်ကြည်နပ်စရာကောင်းလဲဆိုဒီမဂ္ဂင်၈ပါးကိုယ်တဏ္ဍမှာဖြစ်လာပြီဆိုလို့ရှိရင်စက္ခုကရဏီဓမ္မနဲ့ပတ်သက်တဲ့မျက်လုံးတွေအမြင်မျက်စိတွေရှိတာညာနာကရဏီအတိညာဏ်တွေတိုးတက်တယ်အဘိညာယသံမောရာယနိဗ္ဗာန်ထူးကဲတဲ့အတိညာဏ်ထူးကဲတဲ့အမြင်တွေထူးကဲတဲ့အတိညာဏ်နောက်ဆုံးမှာအငြိမ့်တတ်တယ်ခုနပြောတဲ့စိတ်ရဲ့ပူပန်မှုတွေကိုငြိမ့်ဖို့အတွက်ဒါတွေကဖြစ်လာနိဗ္ဗာန်ယငြိမ့်လာဖို့အတွက်ဒါတွေဖြစ်လာဆိုတော့ဘုန်းကြီးတို့တွေမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီမှန်ကန်တဲ့ကျင့်စဉ်တစ်ခုကြာကြာနာနာလမ်းစဉ်ချပြပြီးတော့ပေးထားတဲ့အထက်မှာတပိတာဝကတွေတဲကလည်းလိုက်နာကျင့်သုံးသည့်အတွက်ကြောင့်အောင်မြင်မြင်အထွတ်ထိပ်ရအောင်အကျိုးကျေးဇူးတွေခံစားသွားရအဲ့တော့ဘုန်းကြီးတို့တွေလည်းဒီလိုမနေပဲနဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တရားဓမ္မတွေမိမိတို့လက်လန်းမိသမျှနှလုံးသွင်းဆင်ခြင်ကျင့်ကြံကြုတ်ကုတ်အားထုတ်ကြမယ်ဆိုလို့ရှိရင်နောက်ဆုံးမှာအကျိုးကျေးဇူးတွေကိုရတယ်အခုပြောတဲ့အကျိုးကျေးဇူးတွေကိုခံစားရမှာဖြစ်တယ်ဒီလိုဆိုလိုတာအဲ့တော့ကောင်းပြီစိတ်ပူပန်မှုတွေမဖြစ်အောင်ကျင့်ဆောင်စိတ်ပူပန်မှုတွေပျောက်အောင်ပျောက်ကင်းအောင်ကျင့်ဆောင်မယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲခြေခံကသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုရကိုချင်းတိလကိုချင်းတိလဆိုတာလူမှာတစ်ဖက်သားနဲ့စကားပြောဖို့အတွက်လှုပ်ဆောင်ဖို့အတွက်အရေးကြီးတဲ့အချက်နှစ်ခုရှိတယ်ဘာလို့ဆိုနှုတ်ရကိုယ်တဦးနဲ့တဦးပြောပြီဆိုရင်ပြောတယ်လုပ်တယ်ဒီနှစ်ခုဟာဆက်သွယ်မှုနဲ့ပတ်သက်လာစိတ်ထဲဖြစ်တာကိုဒီနေရာမှာမပြောဘူးအဲ့တော့နှုတ်နဲ့ထုတ်ပြောပြီးဆိုတဲ့အခါမှာနှုတ်ကိုစီကံထားဖို့လိုအပ်တယ်သမ္မာဝါစာဆိုတာနှုတ်ကိုစီကံထားတာလူတွေကပြောကြတယ်ကစားဆိုတာတဲ့ထမင်းစားဖို့နဲ့စကားပြောဖို့ထားတာမဟုတ်ဘူးလားဆိုဟုတ်တာပေါ့နော်ကစားကဘာလောက်ထားတော့ဆိုထမင်းစားဖို့ရဲ့စကားပြောဖို့ဒီတစ်ခုဟုတ်ပြီထမင်းစားဖို့ဆိုတဲ့အခါမှာစားကြရာတွေရှောက်စားရင်ရောစမ်းမကြီးမထိခိုက်ဘူးလားထိခိုက်တယ်ကစားကလည်းပဲပြောကြရာတွေရှောက်ပြောမယ်ဆိုလို့ရှိရင်မထိခိုက်ပြီဘူးလားထိခိုက်တာဒါကြောင့်မို့စားကြရာတွေစားလို့လည်းမဖြစ်ဘူးပြောကြရာတွေပြောလို့လည်းမဖြစ်ဘူးစိတ်ကံထားဒီလိုဆိုလို့
အဲ့ဒီနှုတ်ကိုစီကံထားတာကိုပဲတမ္မဝါစာ